အားလုံးမင်္ဂလာနံနက်ခင်းလေးပါခင်ဗျာဒါကတော့စံခရဘူလီမြို့ရဲ့မနက်ခင်းဈေးပွဲတော်ပဲဖြစ်ပါတယ်ကြည့်ကြပါဒါကတော့ကုံချောက်ဆိုင်ဖြစ်ပါတယ်ဒါကတော့ပစုံချောက်မျိုးစုံပေါ့နော်ဒီမှာကောင်းပြီးတော့ကပောင်းထုတ်လေးရှိပါတယ်ခင်ဗျာရာဒီမုတ်ဖဲထုတ်လေးရှိပါတယ်ခင်ဗျာချူစစ်ပြောဒီနဲ့လောက်ထားတဲ့မုတ်ပေါ့နော်စားပြီးလို့ရှိရင်တော့ပါစက်မှာချူစိတ်နဲ့ရတာနဲ့ကြံရည်နေခဲ့တယ်ပေါ့နော်ဒါတော့ပထမနေ့မုတ်ဒါတော့ကောင်းကြီးကဲကောင်းရင်ကြိုက်တဲ့မိတ်ဆွေတို့တွေလာဝယ်စားလို့ရရနော်ဒီဆိုင်မှာဆိုအစုံပဲဗျာလာလေပြီးတဲ့လူတိုင်းသိကြမှာပါဒီဆိုင်ကပူလီမြို့ရဲ့ဈေးပါနော်မဟုတ်လဲကောက်အစုံပဲဗျာမြန်မာစားစာလေးရှိတယ်မွန်စားစာလေးရှိတယ်နော်များတော့အဖြစ်ဒီဆိုင်ကပူလီဈေးမှာမွန်မြန်မာများနော်ဒီအစုံပေါ့တိုင်းရင်သားပေါင်းစုံပါနော်ဒါတော့ဖျားပဲပါနော်ကောင်းရင်မဲပေါင်းလေးစားချင်းစရာကြီးဗျာဘန်းတွေဆိုလေတိတ်လှတာပဲဒီမှာကြည့်လိုက်ပါဦးဒီမှာနင်းစီဘန်းတို့ဘာတို့ပေါ့နော်ဒီပန်းတွေကြတော့လေလူတိုင်းကကြိုက်ကြတယ်ရောင်းလဲကောင်းတယ်နော်ဒီပန်းတွေဒါရောင်းလို့ကောင်းတယ်ကြည့်ကြပါဦးဒီမှာဒီတော်ကြီးကလည်းဟင်းရွက်တွေရောင်းတယ်နော်သူကစိတ်တအားကောင်းတယ်ဝဲလို့ရှိရင်သူအပူတွေမြဲပေးတယ်တငင်းဒီအစုံပဲဗျာတခါတော့လာစီချင်တယ်ပေါ့နော်စံခရဝီဒီဈေးမနေ့ပိုင်းဆိုပြီးစုံပဲဗျာစုံတယ်ငါပိတ်တို့ချရတယ်လေကောင်းတယ်ဟေ့မိတ်ဆွေတို့ရေးဒီဆိုင်ကတော့ဟိုးရှိနာကမုတ်ဒီဆိုင်လေးပဲကောင်းတယ်နော်ဒီဆိုင်ကြတော့အင်္ဂါဆိုရင်လည်းမူးနေတာပဲစားလို့ရမ်းရတာရှိတယ်မိတ်ဆွေတို့ဒီမှာဘက်ကောင်းလက်တော့လေးကောင်းရှိတယ်နော်ဒီမှာလာစားကြပါဒီဆိုင်ကြတော့မနေ့ပိုင်းကနေနေ့လေပိုင်းလာပဲတူရောင်းတာနော်ညနေပိုင်းတော့တူရောင်းတာဒါကတော့ဘရူးဆိုင်မှမဟုတ်ပါဘူးခင်ဗျာဒါကတော့ကျွန်တော်ရောင်းတဲ့ဆိုင်ပဲဖြစ်ပါတယ်လာအားပေးလို့ရတယ်နော်အင်းစားငါပြီးတို့ငါ6တို့တယ်နော်ငါနဲ့6ဝန်ကောင်းတေးလေးတွေအတိုင်းမြင်6တေးလေးတွေစားကောင်းတာလာပဲကြပါလို့ဆိုလို့